Hollywood ဟာဂျော်နီတက်ကိုနှစ်ပေါင်းများစွာကြာအောင်ထောက်ခံအားပေးပြီးလက်ခုပ်ဝတ်ပါပေးခဲ့ကြတော့လဲမျက်စိတမိတ်အတွင်းမှာပင်သူ့ကိုရုတ်တရက်ကြောခိုင်းခဲ့ကြပါတယ်ရုပ်ရှင်လောကအတွက်သမိုင်းတစ်လျှောက်အမှုပညာအပေါ်အသက်သစ္စာအရှိဆုံးမင်းသားတစ်ယောက်ကိုဆုံးရှုံးလိုက်ရခြင်းလည်းဖြစ်ပါတယ် Amber Heard ကသူ့အပေါ်အိမ်တွင်းအကြမ်းဖက်မှုဖြင့်ဆွဆွဲပြီးနောက်တွင်ဓာတ်တီအရာအလုံးနီးပါးကိုဆုံးရှုံးခဲ့ရပါတယ်သူ့ရဲ့နာမည်ကိုခေါင်းဆောင်မင်းသားစီးရင်မှပယ်ဖျက်ခြင်းခံခဲ့ရပြီး Disney ကုမ္ပဏီကဆိုလျင်သူကိုယ်တိုင်ဒဏ္ဍာရီဖြစ်အောင်ပုံဖော်ပေးခဲ့သည့် Pirates of the Caribbean ရုပ်ရှင် project မှသူ့ကိုကျေးဇူးတင်စကားတခွန်းပင်မဆိုဘဲတိုက်ရိုက်ထုတ်ပယ်ခဲ့ပါတယ်။ဘီလန်နာရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီကြီးများသည်တရားခွင်စစ်ဆေးမှုပင်မစတင်မီသူ့ကိုစွန့်ပစ်ခဲ့ကြပါတယ်။သူဆုံးရှုံးခဲ့ရတာဟာရုပ်ရှင်ရဲ့ကူးရေးစာချုပ်များတင်မကဘဲဆယ်စုနှစ်ပေါင်းများစွာသူတည်ဆောက်ခဲ့သမျှဂုဏ်သိက္ခာနှင့်အရာအလုံးသည်ရက်တပတ်အနည်းငယ်အတွင်းပြိုလဲပျက်စီးသွားခဲ့ရပါတယ်။သို့သောဂျော်နီတက်သည်မီဒီယာများမှတဆင့်တုံ့ပြန်ခြင်းမပြုဘဲတည်ငြိမ်ပြီးခိုင်မာပြတ်သားသည့်အနေအထားဖြင့်တရားရုံးတွင်သာမိမိကိုယ်ကိုတက်တည်ပြဖို့ရွေးချယ်ခဲ့ပါတယ်။တရားရုံးကထိုဆွဆွဲချက်များသည်မမှန်ကန်ကြောင်းစီရင်ချက်ချလိုက်သည့်အခါသူပြန်လည်ရပ်တည်နိုင်ခဲ့တော်လဲဟောလိဝုဒ်ကိုတော့ဘယ်တော့မှခွင့်မလွှတ်တော့ပေ။ရှေ့နေကသူ၏နာမည်ကြီးဇာတ်ကောင်ဖြစ်သည့်ကပတိန်ဂျက်စပါရိုဂျက်စပါရိုအဖြစ်ပြန်လည်တရုပ်ဆောင်ဦးမလားဟုမေးမြန်းသည့်အခါတွင်သူကဒေါ်လာတန်း300နှင့်အယ်ပါကာအောက်ဘက်ကကောင်းရီတန်းပေးရင်တောင်သူဘယ်တော့မှပြန်မလာတော့ဘူးဟုဖြေကြားခဲ့ပါပရိသတ်များကကပတိန်ဂျက်စပါရိုတကြော့ပြန်မလာတော့ဘူးဆိုတဲ့အချက်ကိုမယုံကြည်နိုင်ဖြစ်ခဲ့ကြရပြီးသူတာမပါဝင်ပါကရုပ်ရှင်၏အပိုင်း6ဟာလည်းအတိတ်ပဲမဲ့သွားသလောက်ဖြစ်သွားသည်သို့သောတက်အတွက်မူရင်းသည်ငွေကြေးနှင့်မဆိုင်တော့ပေသူကဟောလိဝုဒ်ကိုတခုလေးသောအရာကိုတတိပေးခဲ့တာကတော့လေးစားမှုဆိုတာငွေနဲ့ဝယ်လို့မရဘူးဆိုတာပါပဲပြီးတော့တစ်ခါတည်းမှာလှည့်ထွက်သွားခြင်းကသာမိမိ၏တိတ်ခါကိုထိမ့်သိမ့်နိုင်မည်တခုလေးသောနည်းလမ်းဖြစ်ပါတယ်